ရှိတုန်းကရွာလေးတစ်ရွာမှာရှန်ကာနဲ့ကီရန်တို့လင်မယားနှစ်ယောက်ဟာယောက်ခမဖြစ်တဲ့ဆူလိုရှင်နာနဲ့အတူနေထိုင်ပါတယ်။ဆူလိုရှင်နာဟာရှေးလူကြီးတစ်ယောက်ပြီးရွှေမဆိုတာအိမ်မှုကိစ္စတွေလုပ်ရင်အိမ်အောင်ရေးကိုထိမ့်သိမ်းရမယ်လို့ယုံကြည်လက်ခံထားတဲ့သူပေါ့။ရွှေမဖြစ်တဲ့သူကတော့ငယ်ရွယ်ပြီးပညာတတ်တဲ့အလျောက်တစ်ခုခုကိုလုပ်ပြခြင်းစိတ်ပြင်းပြနေတာပေါ့။ဆူလိုရှင်နာရဲ့သားဖြစ်သူရှန်ကာကတော့ရိုးသားဖြောင့်မတ်တဲ့လယ်သမားလေးတစ်ဦးဖြစ်ပြီးအမေရဲ့စကားကိုနားခံမှုရှိသလိုဇနီးတဲ့အပေါ်မှာလည်းနူးညံ့တဲ့နှလုံးသားပိုင်ရှင်ပေါ့ဆူလိုရှင်နာဟာမနက်မိုးလင်းလို့မျက်လုံးပွင့်တာနဲ့ရွှေမဖြစ်တဲ့သူကိုအိမ်အလုပ်တွေခိုင်းစေပါတော့တယ်ကီရန်ရေနွားရှိကိုနွားရှိခဲတွေလောက်ထားလိုက်အောင်မနေ့ဖြန်မိုးမတဲ့ခင်ရှန်ဝင်းကိုလည်းတန့်ရှင်းရေးလုပ်ရမယ်ရွာကမျိုးသမီးတွေလာကြမှာအင်္ဂါတောက်ပြောင်နေရမယ်ဟုတ်ကဲ့ပါမေဒီလိုပြောပြီးကီရန်ဟာအလုပ်တွေကိုစလုပ်ပါတော့တယ်ကီရန်ဟာလက်ထဲမှာတော့တပြက်စီးနဲ့ရေပုံးကိုကင်ထားပေမဲ့သူ့ရဲ့စိတ်ကတော့စာထဲမှာပဲအာရုံရောက်နေခဲ့ပါတယ်အားလေးချိန်ခဏလေးရတာနဲ့ကီရန်ဟာကြောက်ကြောက်ရွံ့ရွံ့နဲ့ယောက်ျမဖြစ်တဲ့ဆူလိုရှင်နာကိုအခုလိုပဲပြောလိုက်ပါတယ်မေကျမကိုနိုင်ဝက်လောက်စာဖတ်ခွင့်ပေးပါပြီးရင်တော့ကျမအလုပ်တွေအကုန်လုံးကိုလုပ်ပါမယ်ကီရန်ရဲ့စကားကိုကြားတော့ဆူလိုရှင်နာကဒေါသထွက်သွားတော့တာပေါ့ကီရန်ရေငါတို့ခေတ်တုန်းကရွှေမတွေဆိုအိမ်ကိုပဲထိမ့်သိမ်းကြတယ်စာပေသင်ကြားတာတွေလည်းမလုပ်ဘူးနင့်မှာစာဖတ်ခြင်းစိတ်ရှိရင်ဘာလို့အိမ်အောင်ပြုတ်ခဲ့တာလဲဒီနေ့လေကွင်းတဲကနေပန်းမုံလာတွေသွားခူးရအောင်မယ်လေတိတ်ရှာလဲကြည့်အောင်တော့ပိုးတွေမပါစေနဲ့ပြီးရင်ရေနှစ်ပုံးလောက်လည်းခက်ခဲ့အောင်ကီရန်ဟာစိတ်ပြက်အားငယ်စွာနဲ့အခုလိုပဲရေရွတ်လိုက်ပါတယ်အိုးဖျားသခင်ကျမတို့လိုမိန်းကလေးတွေအတွက်အိမ်မက်မက်တာဘလောက်ပဲခက်ခဲပါစေကျမကတော့အရှုံးမပေးဘူးနောက်တစ်နေ့မနက်မှာဆူလိုရှင်နာဟာအိယာကနေနိုးလာပြီးကီရန်ဖြော်လာပေးမဲ့လက်ဖက်ရည်ကိုစောင့်မျှော်နေခဲ့ပါတယ်။ဒါပေမဲ့ကီရန်ကတော့သူမရဲ့အခန်းထဲမှာထိုင်ပြီးစာဖတ်နေခဲ့တာပေါ့။သူမဟာစာထဲမှာအာရုံရောက်နေတာကြောင့်အချိန်ကိုသတိမထားမိပဲဖြစ်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲဆူလိုရှင်နာကလှမ်းអော်လိုက်ပါတယ်။ကီရန်ရေခုချိန်ထိငါအတွက်လက်ဖက်ရည်မယူခဲ့သေးဘူးလား။တောင်းပန်ပါတယ်မေကျမအခုပဲလက်ဖက်ရည်ယူလာခဲ့ပါမယ်။ကီရန်ရေနင်းစာအုပ်တွေထပ်ဖက်နေပြန်ပြီလားနင်ကဘယ်ခေတ်ကရွှေမလဲစာအုပ်တွေနဲ့အိမ်အောင်တစ်ခုကိုထိမ့်သိမ်းလို့ရသလားနင်ကအိမ်အောင်ပြုတ်ဖို့ရောက်လာတာလားဒါမှမဟုတ်ကျောင်းစာသင်ဖို့ရောက်လာတာလားရွှေမဆိုရင်ရွှေမလိုနေပါစာအုပ်တွေနဲ့ပျော်မွေ့နေတဲ့မိန်းမကဒီအိမ်ကသားကိုဘာလို့လက်ထပ်တာလဲမနက်မိုးလင်းတာနဲ့မိဖို့ကြောင့်တဲကိုမဝင်မဲနင်ကစာအုပ်တွေထိုင်ဖက်နေတယ်မရှက်ဘူးလားကီရန်အဲ့ဒီအချိန်မှာပဲစံကာနိုးလာပြီးဘာဖြစ်တာလဲအမေဘာလို့ဒီလောက်စိတ်ဆိုးနေရတာလဲစံကာရေမင်းရဲ့မိဖုရားကိုပဲမေးကြည့်လိုက်တော့အခုထိဘာလုပ်နေခဲ့လဲဆိုတာကိုဘာဖြစ်လဲအမေရဲ့သူစာဖတ်နေလို့နည်းနည်းနောက်ကျနေတာလည်းဖြစ်နိုင်တာပဲလေအမေရဲ့နည်းနည်းလောက်တော့စိတ်ကိုလျှော့ပါဒီလောက်ဒေါသထွက်နေတာအမေကျမရဲ့အတွက်မကောင်းဘူးတားအခုပဲအမေအတွက်လက်ဖက်ရည်ဖြော်လာခဲ့ပေးပါမယ်ဟုတ်တာပေါ့နင်ကနေမိန်းမဘက်ကပဲရက်တီမှာပေါ့အခုငါကဘာမှမဟုတ်တော့ဘူးလေခဏကြာမှတော့ရှန်ကာလည်းမနှက်စာစားပြီးသူ့ရဲ့လက်ကွင်းနေစီထွက်သွားပါတော့တယ်ကီရန်လည်းအိမ်အလုပ်တွေပြီးလို့သူမရဲ့ခန်းထဲကိုသွားမဲ့အချိန်မှာပဲဆူလိုရှင်နာကကီရန်ကိုလှမ်းခေါ်လိုက်ပါတယ်ကီရန်ရေနွားတွေကိုမြက်ကျွေးလိုက်အောင်တော့ပြီးတော့ရေတွင်းထဲကနေရေတွေလက်ခက်ခဲ့အောင်ပြီးတော့ဒီနေ့အသီးနှံတွေအကုန်လုံးကိုလည်းနေလန်းရမယ်စာအုပ်ကိုလုံးဝမကန်ရဘူးပြီးတော့မနေ့ဖြန်မနေ့နေမထွက်ခင်နွားရှိခဲတွေလည်းလှုပ်ထားလိုက်အောင်နေ့လယ်ဘက်မှာလက်ကတင်းရုပ်ခက်မြက်တွေကိုလည်းရိပ်ရမယ်ကီရန်ဟာသူမရဲ့ရောက်ခမကိုတခုခုပြန်ပြောချင်ပေမဲ့သူမရဲ့နှုတ်ကနေဘာစကားမှထွက်မလာခဲ့ပါဘူးကီရန်ရဲ့စိတ်ထဲမှာတော့အခုလိုပဲတွေးနေခဲ့ပါတယ်နေ့တိုင်းငါဒီလုပ်တွေပဲလုပ်နေရတာနဲ့ငါရဲ့အိမ်မက်ကဘလို့ဖြစ်လာတော့မှလဲတနေ့ကုန်လုပ်တွေလုပ်ပြီးတဲ့နောက်ညဘက်မှာကီရန်ကသူ့ရဲ့အခန်းထဲကိုဝင်လာခဲ့ပါတယ်စာဖတ်ဖို့ထိုင်လိုက်တာနဲ့သူမရဲ့မျက်ရည်တွေဟာကျလာခဲ့ပါတယ်သူမရဲ့ခန္ဓာကိုယ်ဟာပင်မနှွမ်းနဲ့လွန်လို့ပြိုလဲလူနီးပါးဖြစ်နေပါတယ်သူမဟာသူ့ကိုယ်သူမငုံမိအောင်ထားစီနေခဲ့ပေမဲ့မျက်လုံးထဲကမျက်ရည်တွေဟာအလိုလိုစီးကျနေခဲ့ပါတယ်ဒီဘဝမှာကျမရဲ့အိမ်မက်တွေကဘယ်လိုလုပ်ပြီးဖြစ်နိုင်တော့မှလဲဘာဖြစ်တာလဲကီရန်ဘာလို့အထိလိုငိုနေရတာလဲအမေကမင်းကိုတခုခုပြောလိုက်လို့လားကီရန်ဟာကိုထိန်ချုပ်ဖို့ကြိုးစားပေမဲ့သူမရဲ့နာကျင်မှုတွေကမရက်တတ်မဲ့မျက်ရည်တွေနဲ့ရှိုက်ကြီးတက်ငင်ငိုနေခဲ့ပါတယ်ရှန်ကာရဲ့ကျမအိမ်မက်တွေကိုအကောင့်ထဲပေါ်ခြင်းနဲ့ကျမစာဖတ်ရှင်နဲ့ကျမအရန်ပင်မနဲ့တနေ့ကုန်အလုပ်တွေလုပ်နေရလို့စာဖတ်ဖို့အချိန်ကိုမရပါဘူးအမေကကျမစာမဖတ်နိုင်အောင်နေ့တိုင်းအလုပ်တွေအများကြီးခိုင်းနေကျမစိတ်ရောကိုယ်ပါအရန်ပင်မနေပြီကီရန်ရေမင်းတနေ့ကုန်အလုပ်တွေပဲလုပ်နေရတာလားငါလည်းတဲ့သွားနေတော့အားလက်ချိန်ခဏလေးတောင်မရဘူးလား
ရှင်ကရဲ့ကျမရဲ့အိမ်မက်တွေကအိမ်မက်သက်သက်ပဲဖြစ်သွားတော့မယ်ထင်ပါတယ်။ကျမမှာစာရီဖတ်ပြီးတစ်ခုခုကိုလောက်ကင်နိုင်မဲ့အခွင့်အရေးမရှိတော့ဘူးထင်ပါတယ်။မိမတယောက်ဟာမိမတယောက်ရဲ့ရင်သူလို့ပြောကြတယ်။အခုဒီစကားပုံကကျမအတွက်လက်တွေ့ဖြစ်နေပြီလေ။ရှင်ကလည်းကီရန်ပြောတာတွေကိုအံ့အားသင့်စွာနားထောင်နေခဲ့တာပေါ့။မနက်မိုးလင်းတာနဲ့အလုပ်တွေလုပ်ဖို့အမေကကျမနာမည်ကိုပဲခေါ်နေတာ။စာဖတ်ဖို့ထိုင်ရင်လည်းအပြောခံရတယ်။ဒီအိမ်မှာတက်ရှူရင်တော့ကျမအတွက်အပြည့်ဖြစ်နေတယ်။ရှင်ကတခုခုပြောဖို့ကြိုးစားပေမဲ့ကီရန်ကအခုလိုပဲဆက်ပြောနေခဲ့ပါတယ်။သူမရဲ့တိတ်ဆိတ်မှုဟာဒီနေ့တော့မီးတောင်ပောက်ကွဲသလိုပွင့်ထွက်လာခဲ့တော့တာပေါ့။ကျမမှာစာအုပ်တွေဖတ်ဖို့ကိုယ်ပိုင်ချိန်ဆိုတာမရှိခဲ့ဘူး။ကျမကိုရေခတ်ဖို့နဲ့တပြက်စီးကင်မှုအတွက်ပဲမွေးဖွားလာခဲ့တာလား။ဒီလိုနဲ့ပဲကျမရှုံးပေးလိုက်ရတော့မှလား။ကျမရဲ့အိမ်မက်တွေကိုအကောင့်ထဲမဖော်နိုင်တော့ဘူးလား။ကျမရဲ့အိမ်မက်ဟာအိမ်မက်သက်သက်ပဲဖြစ်သွားတော့မယ်ထင်တယ်။ဒီလိုမပြောပါနဲ့ကီရန်ရဲ့နင်ငါ့ကိုလက်ထပ်ခဲ့တာအိမ်လုပ်တွေလုပ်ဖို့နဲ့ငါ့အမေကိုပြုစုဖို့တသက်ပဲမဟုတ်ဘူးငါမင်းကိုလက်ထပ်ခဲ့တယ်ဆိုတာမင်းကငါဘဝရဲ့အဖော်ဖြစ်လာဖို့ပဲငါတို့ရဲ့မင်္ဂလာဆောင်နေတော့ငါမင်းကိုကတိပေးခဲ့တယ်ငါအသက်ရှင်နေတဲ့၍ဘလို့ရှိနေမှာပဲဖြစ်ဖြစ်ဘသူကမှမင်းရဲ့အိမ်မက်တွေကိုတားဆီးနိုင်မှာမဟုတ်ဘူးငါမင်းကိုကတိပေးပါတယ်ကီရန်မင်းတယောက်တည်းခံစားနေရမယ့်နေရဆိုတာဘယ်တော့မှရှိလာတော့မှာမဟုတ်ဘူးမင်းစာဖတ်ရှင်နေဆိုရင်ငါမင်းကိုအိမ်လုပ်တွေကူလုပ်ပေးပါမယ်ငါရဲ့အမေလည်းတနေ့ကျရင်နားလည်လာမှာပါငါတို့ပျော်ရွှင်နေတာကိုသူမြင်ချင်ရင်သူဟာမင်းရဲ့အိမ်မက်တွေကိုလည်းလက်ခံရမှာပေါ့ဘာဖြစ်လို့လဲဆိုတော့အခုဒါကမင်းရဲ့အိမ်မက်တမဟုတ်တော့ဘူးငါတို့ရဲ့အိမ်မက်ဖြစ်သွားပြီရှင်ကရဲ့စကားကိုကြားတော့ကီရန်ရဲ့မျှော်လင့်ချက်တွေဟာပြန်လည်နှိုးထလာခဲ့ပါတယ်ရှင်ကရဲ့အပိစကားကြောင့်သူမဟာခွန်အားသစ်တွေရရှိသွားသလိုခံစားလိုက်ရပါတယ်သူမဟာဆက်ရှင်းမဲ့စာအုပ်ကိုကောက်ကင်လိုက်ပါတယ်နောက်တစ်နေ့မနေ့ရောက်တော့ရှင်ကဟာအိယာကနေစောစောထားခဲ့ပါတယ်။ဒါပေမဲ့ခါတိုင်းနေ့တွေလိုသူဟာလေကွင်းနဲ့စီကိုအရင်မသွားပဲသူ့ရဲ့အမေစီကိုသွားခဲ့ပါတယ်။အမေကဘာလို့ကီရန်ကိုစာမဖတ်ခိုင်းတာလဲ။အိမ်လှုပ်တိုင်းကိုသူ့ကိုပဲလှုပ်ခိုင်းနေတာ။ဆွေးမဖြစ်လာတဲ့နဲ့ပဲစာဖတ်တာပြည့်တင်တစ်ခုဖြစ်သွားတော့တာလား။ရှင်ကရဲ့စကားကိုကြားတော့ဆူလိုရှင်နာဟာတုံ့လှုပ်သွားပါတယ်။နှစ်ပေါင်းများစွာအတွင်းမှာတာဖြစ်သူကဒီလိုလေတဲ့နဲ့ပြောတာကိုသူမရဲ့ဘဝမှာတစ်ခါမှမကြားခဲ့ဘူးလေ။ရှင်ကရဲ့မင်းအမေကိုဘယ်တော့မှများဒီလိုတွေပြောဘူးလို့လဲမဟုတ်ဘူးမေကျွန်တော်ဇနီးရဲ့အခွင့်အရေးအတွက်ပြောနေတာပါကီရန်ကအမေခိုင်းသမျှအလုပ်တွေကိုတဏီကုန်လုံးနေခဲ့တာပဲလေဒါပေမဲ့အမေကတော့သူ့ကိုအပြစ်ပဲပြောချင်နေတယ်သူစာဖတ်ရှင်နဲ့တခုခုကိုလုပ်ရှင်နဲ့အဲ့ဒါဘာများမှနေလို့လဲဆူလိုရှင်နာဟာအံ့အားသင့်စွာနဲ့ပဲရှင်ကရဲ့စကားတွေကိုနားထောင်နေခဲ့ပါတယ်အမေရဲ့ကျွန်တော်မိန်းမကိုစာဖတ်ခွင့်ပေးလိုက်ပါကျွန်တော်လည်းအလုပ်တွေလည်းလုပ်ပါမယ်ပြီးတော့အိမ်အလုပ်တွေကိုလည်းကူပြီးလုပ်ပေးပါမယ်ဒါပေမဲ့ကျွန်တော်သူ့ကိုသူ့ရဲ့အိမ်မက်တွေနဲ့ဝေကွက်အောင်တော့ဘယ်တော့မှလုပ်မှာမဟုတ်ဘူးဆိုလိုချင်တာကတော့တိတ်ဆိတ်နေခဲ့ပါတယ်သူမရဲ့ရိုးသားဖြောင့်မတ်တဲ့သားလေးဟာဒီနေ့သူမရှိမှမတည့်ရက်ပြီးပြောလာတာကိုမယုံနိုင်ဖြစ်နေတော့တာပေါ့ဘာလို့ကျွန်တော်မပြောရမှာလဲအမေသူ့ရဲ့မျက်လုံးတွေကိုတစ်ခါလေးတောင်ကြည့်ဘူးရဲ့လားသူဘလောက်တောင်ပင်ပန်းနေခဲ့ရလဲအမေခေါ်တဲ့ကိုကြားလိုက်တာနဲ့သူပြေးလာခဲ့တာပဲလေမင်္ဂလေးတိုင်းရဲ့အိမ်မက်ကမိဖို့ကြောင့်ထဲမှာပဲအချိန်ကုန်နေဖို့လားရွှေမဖြစ်တာနဲ့ပဲသူတို့ရဲ့အိမ်မက်တွေကမရှိရတော့ဘူးလားအမေမမိသေးရဲ့လားအဖေမရှိတော့တော့ကကျွန်တော်တို့နှစ်ယောက်အတူတူဘလောက်တောင်ထိမ့်သိမ်းခဲ့ရတယ်လဲအမေကမနဲ့စောစောထားပြီးထမင်းတွေကိုချက်တယ်ကျွန်တော်ကလည်းလဲသွားပြီးပြန်လာရင်အိမ်လုပ်တွေပါကူလုပ်ပေးခဲ့တာလေဆူလိုရှင်နာရဲ့မျက်လုံးထဲမှာအမတ်တရားတွေပြန်ပေါ်လာခဲ့ပြီးမျက်ရည်တွေဝဲနေခဲ့ပါတယ်ဟုတ်တယ်သားအမေတို့အတူတူလုပ်တွေလုပ်ခဲ့ကြတယ်အမေရဲ့ကျွန်တော်တို့နှစ်ယောက်အတူတူအိမ်ကိုထိန်းသိမ်းခဲ့သလိုအခုလဲကျွန်တော်တို့နှစ်ယောက်အတူတူကီရန်ကိုသူ့ရဲ့အိမ်မက်တွေအကောင့်ထဲပေါ်ဖို့ခွင့်ပြုပေးလိုက်ကြရအောင်ဗျာသူ့ရဲ့အိမ်မက်ကပါလဲစာဖတ်ပြီးရွှေမကပါလို့ရှင်တာလဲအမေကီရန်ကအရာရှိတယောက်ဖြစ်ချင်နေတာလေသူကမိမသားဖြစ်ပေမဲ့စာအုပ်တွေကိုရှင်းပြနိုးတယ်ဆိုလိုချင်တာဟာဘာမှမပြောဘဲရှန်ကပြောတာကိုပဲနားထောင်နေခဲ့ပါတယ်အမေရွှေမကအင်ကိုထိမ့်သိမ်းရမယ်လို့အမေကပြောတယ်ကျွန်တော်လက်ခံပါတယ်ဒါပေမဲ့ကျွန်တော်တို့လည်းတစ်ခုခုလုပ်ပေးနိုင်တာပဲလေကီရန်ကိုအခွင့်အရေးပေးလိုက်ရင်ကျွန်တော်တို့အိမ်ကပြုတ်ကွဲသွားမှာမဟုတ်ဘူးအမေဒီအိမ်နဲ့ဒီရှိရှင်းတွေကပို့ပြီးခိုင်မြဲလာမှာဆူလိုရှင်နာရဲ့မျက်လုံးတွေမှာမျက်ရည်တွေပြေးလာခဲ့ပါတယ်တာဖြစ်သူရဲ့စကားတွေထဲမှာဒီလောက်နဲ့ဆိုင်တဲ့အတွေ့အခေါ်မျိုးကိုသူတစ်ခါမှမမြင်ခဲ့ဘူးပါဘူးအမေအကယ်၍များအမေကအခုလိုဆက်လုပ်နေမယ်ဆိုရင်ကီရန်ကမနေ့ပြန်လဲပကံတွေကိုဆေးရအောင်မယ်လဲထဲမှာမြေတွေကိုလည်းတည်ရအောင်မယ်အကယ်၍အမေကသူ့ပြောချင်တာကိုမြင်ချင်ရင်တော့သူ့ကိုစာဖတ်ခွင့်ပေးလိုက်ပါဒီနေ့ကျွန်တော်မိမတာရာရှိဖြစ်လာမယ်ဆိုရင်ဆူလိုရှင်နာရဲ့ချွေးမကနာမည်ကောင်းရအောင်လုပ်ခဲ့တယ်လို့လူတွေကပြောကြလိမ့်မယ်ကောင်းပြီသားမင်းပြောတာတွေကိုအမေစူးစမ်းကြည့်ပါမယ်ရွှေမကိုသူ့အိမ်မက်တွေအကောင့်ထဲပေါ်ဖို့အမေခွင့်ပြုပေးမယ်
ဒါပေမဲ့တာအမေကိုဂတိတော့ပေးရမယ်။တာအမေကိုဘယ်တော့မှစိတ်မဆိုးရဘူးပြီးတော့အမေဘက်မှာပဲရက်တည်ပေးရမယ်။အမေရဲ့ကျွန်တော်အမြဲတမ်းအမေဘေးမှာရှိနေမှာပါ။ဆုလိုရှင်နာရဲ့မျက်လုံးတွေထဲမှာအခုဆိုရင်ခက်ထန်မှုတွေမရှိတော့ပဲရှင်းရှင်းမြတ်တာနဲ့နားလည်မှုတွေပြည့်နှက်နေခဲ့ပါပြီ။အချိန်တွေဟာတဖြည်းဖြည်းနဲ့ကုန်ဆုံးလာခဲ့ပါတယ်။ရှင်ကာဟာသူ့ကတိကိုတီးခဲ့တဲ့အိမ်အလုပ်တွေလဲအလုပ်တွေကြားမှာသူဟာကီရန်ရဲ့ဘေးနားမှာအမြဲတမ်းရက်တည်ပေးခဲ့တယ်။ဆုလိုရှင်နာလည်းအခုဆိုရင်ကီရန်နဲ့အတူအလုပ်တွေလုပ်နေပါပြီ။ရှင်ကာဟာသူ့ရဲ့စိုက်ပျိုးရေးကရတဲ့ဝင်ငွေနဲ့ကီရန်အတွက်ဆောင်မွေးပွဲဖြစ်ဖို့စာအုပ်တွေစာရွက်စာတမ်းတွေနဲ့အစိုးရဆောင်မွေးပွဲသတင်းတွေကိုနားထောင်နိုင်ဖို့ရေဒီယိုတစ်လုံးမှဝယ်ပေးခဲ့ပါတယ်။နှစ်လကြာပြီးတဲ့အခါမှာတော့ရှင်ကာတို့ရဲ့အိမ်ကိုကီရန်ရဲ့နာမည်နဲ့စာတစောင်ရောက်လာခဲ့ပါတယ်။ရှင်ကာရဲ့မိမနာမည်နဲ့စာတစောင်ရောက်လာတယ်။ရှင်ကာလည်းအိမ်ထဲကနေပြေးထွက်လာခဲ့ပါတော့တယ်။ပြီးတော့စာပိုးတဲ့သူစီကနေစာအိတ်ကိုယူပြီးကီရန်ကိုပေးလိုက်ပါတယ်။ကီရန်ရဲ့မျက်လုံးတွေထဲမှာစိတ်ပူပန်မှုတွေနဲ့မျှော်လင့်ချက်တွေတပြိုင်နက်ဖြစ်ပေါ်နေခဲ့တာပေါ့။ကီရန်စာအိတ်ကိုဖွင့်ဖက်လိုက်တဲ့အချိန်မှာတင်ဒီကြေးရွာဖွံ့ဖြိုးရေးအရာရှိအဖြစ်ရွေးချယ်ခံရပါပြီဆိုတဲ့စာကိုဖတ်ပြီးတာနဲ့ကီရန်ရဲ့မျက်လုံးတွေကနေမျက်ရည်တွေစီးကျလာပါတော့တယ်။တွေ့လားကီရန်မင်းရဲ့အိမ်မက်တွေကအခုအိမ်မက်မဟုတ်တော့ဘူးအမှန်တရားဖြစ်သွားပြီ။ဆုလိုရှင်နာလည်းဒီသတင်းကိုကြားတော့စိတ်လှုပ်ရှားပြီးမျက်ရည်တွေကျလာခဲ့ပါတယ်။ရွှေမကြီးမင်းကငါတို့ရဲ့ကုံကိုမြင့်တင်ပေးလိုက်တာပဲ။ငါကိုခွင့်လွတ်ပါငါမင်းပေါ်မှာရမ်းနှိပ်စက်ခဲ့တယ်။ဒါပေမဲ့မင်းကတော့အရှုံးမပေးခဲ့ဘူး။အခုတော့ငါရွှေမကအရာရှိဖြစ်ပြီးဆိုတာငါလူတိုင်းကိုလိုက်ပြောမယ်။အဲ့ဒီအချိန်မှာပဲရွာတကြီးနဲ့ရွာသူရွာသားတွေဟာသူတို့ရဲ့အိမ်ကိုရောက်လာခဲ့ပါတော့တယ်။ဂုဏ်ယူပါတယ်ဆုလိုရှင်နာရေအခုတော့မင်းရဲ့ရွှေမကအရာရှိတစ်ယောက်ဖြစ်သွားပြီလေ။တကြီးရေဒီနေ့ကစပြီးစာဖတ်ရှင်တဲ့အမျိုးသမီးတွေကိုကျမကအရင်ဆုံးပံ့ပိုးပေးမယ်။တကယ်တော့အိမ်မက်ဆိုတာအသက်အရွယ်နဲ့ဆက်ဆံရေးကိုကြည်ပြီးလာတာမဟုတ်ဘူးဆိုတာကျမရွှေမကကျမကိုသင်ပေးလိုက်ပြီ။ဒီလိုနဲ့သူတို့သုံးယောက်ဟာဘဝကိုအသက်ထက်ဆုံးပျော်ရွှင်စွာနေထိုင်သွားကြပါတော့တယ်။